United ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာအားလုံးလည်းဒါပျော်ရွှင်နေကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်အမွေလက်ထက်မှာဒါမမြင်ရတဲ့လေးပွဲဆက်အနိုင်ကိုဒါမိုက်ကယ်ကားဒစ်ကသူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်လေးပွဲမှာပဲဆွမ်းဆောင်ပြခဲ့ပြီးဖြစ်ပါတယ်ပရီးမီးယားလိဂ်လေးပွဲဆက်အနိုင်နဲ့ United အလေနိုင်တာလေဗျာကျွန်တော်တို့ပေါ့နော်ဒါတိုက်ချက်ကြီးကိုနိုင်တာဖြစ်တယ်ပေါ့နော်လန်ဒန်တိုက်ချက်ကြီးကိုဒီညမှာတော့ United ကပေါ့နော်ကြက်ဘူးနဲ့ရောပြီးတော့ဗျာဒီညစာအဖြစ်ပွဲတော်တည်လိုက်ပြီချုံမြိန်စွာပွဲတော်တည်ခဲ့တယ်စေရေးလက်ရေးရဲ့ပွဲတော်တည်ခဲ့တယ်ပေါ့နော်ဒီပွဲကိုလွယ်ကူစေဖို့အတွက်လေဒါပထမပိုင်းမှာစပါတင်ဘက်ကရိုမဲရိုအထုတ်ခံလိုက်ရခြင်းရလေဒါအကြောင်းဖန်လာခဲ့တယ်ဗျဒီပွဲမှာတော့ပေါ့နော်ကျွန်တော်တို့ဒါအခိုက်အတန့်လေးတွေအကြောင်းကိုကျွန်တော်ပြောပြခြင်းတယ်ဘောလုံးပွဲတွေကလည်းအေးဆေးမကြည့်ရဘူးဗျအလုံးပါညာရှုံးနေတာဟောပါတယ်ဆိုတော့ဒီပွဲမှာတော့ဒါအေးဆေးကြည့်လိုက်ရတယ်ဂိုးရပြီးထင်ပြီးတော့ပေါ့နော်အောင်ပွဲခံမှုဗျာဒီဟန်ပြင်လိုက်မိတဲ့အခိုက်အတန့်လေးတွေခဏကြုံနေရတယ်ပေါ့နော်တော်တော်လေးလဲဒါစိတ်လှုပ်ရှားစရာကောင်းနေတဲ့ပွဲပါဒီညမှာပေါ့နော်အဲ့လို moment လေးတွေအခိုက်အတန့်လေးတွေအကြောင်းကိုပြောပြပေးချင်ပါတယ်ဗျာဒီအခိုက်အတန့်တွေထဲမှာပေါ့နော်ဒီစိတ်ဝင်စားဖို့အကောင်းဆုံးလှပတဲ့ဘောလုံးပေးပို့မှုစသဖြင့်ပေါ့နော်အဲ့ဒီအခိုက်အတန့်တွေအများဆုံးဖန်တီးခဲ့တာကတော့အသင်းကောင်းဆောင်ကြီးကျွန်တော်တို့ဘရူနိုဖာနန်ဒက်ပဲဖြစ်ပါတယ်ဒီညမှာဆိုရင်ပေါ့နော်ဂိုးပေါက်ကန်သွင်းချက်လေး၈ကြိမ်အထိပြုလုပ်ခဲ့တယ်ပြီးတော့ပေါ့နော် chance creator big chance ကြီးကို6ချိန်လောက်ဒီဖန်တီးပေးခဲ့တာဗျတကယ်ကိုထူးရှယ်ခြေစွမ်းပြခဲ့တဲ့ပွဲဖြစ်တယ်ဘရူနိုဖာနန်ဒက်ကဒီ AM နေရာမှာပေါ့နော်သူ free roll လွတ်လပ်ကစားဝင်ရရင်ဘယ်လောက်ထိကောင်းတယ်လဲဆိုတာပေါ့နော် United ကိုစရောက်တဲ့အချိန်တွေကတက်တည်ပြခဲ့တယ်လို့အခုချိန်ထိတိုင်အောင်လည်းတက်တည်ပြနေတယ်ဖြစ်ပါတယ်အရင်တော့မဟုတ်တဲ့အရင်လူမဟုတ်တဲ့ Bruno Fernandes ဒါပေမဲ့ခြေစွမ်းကတော့အရင်တော့ Bruno Fernandes လူကောင်းသေးပဲတကယ်ကိုပေါ့နော်ထူးရှယ်ခြေစွမ်းဒီညမှာပြသခဲ့တာဖြစ်ပါတယ်ဒီပထမဆုံးပေါ့နော်ကျွန်တော်တို့ရေကုန်စိတ်လှုပ်ရှားလိုက်ရတာကတော့ Casemiro ရဲ့ကန်ချက်ပေါ့ Casemiro ကြီးကလည်းတော်တော်ကောင်းတယ်ဗျာဒီညမှာအဲ့ဒီကန်ချက်ကိုမြင်တော့ပေါ့နော်ကျွန်တော်ဒီ Champions League ပို့လူပွဲရီယယ်မက်ဒရစ်နဲ့ဂျူဗန်တက်ပွဲတော့အမှတ်ရမိတယ် Ronaldo bicycle kick က semi final မှာလားပို့လူပွဲမှာလားတခြားတော့မမှတ်မိတော့ဘူးဗျထားပါတော့အဲ့ဒီတော့ဒီ Casemiro area ပြင်ကနေကန်လိုက်တဲ့လုံးပြတော်တော်လေးလှတယ်အဲ့လိုပိုးသွားဘူးတယ်ပြီးတော့ပေါ့နော် Casemiro ကအဲ့ဒီ area ပြင်သွင်းကိုတွေလည်းတော်တော်များများသွင်းယူခဲ့ဘူးတယ်ဒီနေ့မှလည်းဒီကန်ထည့်လိုက်တယ်ဗျာတော်တော်လေးကိုလှတယ်ဗျကန်တာပေါ့နော်ဂိုးတော်ဝင်သွားခဲ့မယ်ဆိုရင်တော့တော်တော်လေးလာတယ်ဘောလုံးကဒါကန်ချက်ကလည်းတော်တော်ပြင်းတော့ဗျာဘောလုံးကဒီလဲပြီးမှပေါ့နော်အတွင်းထဲကိုပြန်ပြီးတော့လေကိုပေါ့နော်အချိန်ပြင်းနဲ့ဆန်ပြီးတော့ဒီအတွင်းထဲကိုပြန်ဝင်တဲ့ပုံစံမျိုးပေါ့နော်ဖမ်းခတ်တဲ့ဘောလုံးပါဒါကလည်းဒါဟိုတောင်းသိမ့်မကြတာလည်းဖြစ်သွားတဲ့အတွက်ပေါ့နော်ကုသမာပုတ်ထုတ်သွားခဲ့တယ်အဲ့ဒီမတိုင်လေးကျွန်တော်တို့ပွဲစားစက္ကန့်30လောက်ပါတယ်ဘရူနိုဖာနန်ဒက်ရဲ့ပေးပို့မှုကနေပြီးတော့ Brian အခုမို့ကန်သေးတယ်ဗျဘယ်ပေါက်ကြီးနဲ့ကန်လာဗျဟိုအာဆင်နယ်နဲ့ပွဲတော့လို့ဒါဂိုးပြီးမှတ်နေတာမဂိုးဘူးဗျာအာဆင်နယ်လားမန်စီးတီးလားဘယ်ပွဲလဲအဲ့လိုမျိုးကန်ချလိုက်တယ်ဗျာတောင်းပြက်လေးမန်စီးတီးနဲ့ပွဲနေတူတယ်ဟုတ်တယ်အဲ့ဒီလိုမျိုးလေးဂိုးပြီးလို့မျောလင့်နေတာမဂိုးလိုက်ဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်ဒီ Bruno Fernandes ကို Fantasy Premier League မှာ captain ပေးထားတာဗျာအဲ့လိုဆိုတဲ့အတွက်ပေါ့နော် Bruno ကဂိုးပဲသွင်းဂိုးပဲဖန်တီးပြီးကောင်းတယ်ပေါ့နောက်ပြီးတော့အမှုမိုကလည်းကိုသွင်းတာတည်ကြတဲ့ကစားသမားပေါ့နော်ဆိုတော့တော်တော်လေးရေခုန်လိုက်ရတယ်ဒါပေမဲ့မကူးလိုက်ဘူးပေါ့နော်ပြီးတော့ဒီ Casemiro ရဲ့ကန်ချက်လာတယ် Casemiro ကန်ချက်ပြီးမှလည်းဒါ Bruno Fernandes ထပ်ကန်သေးရတယ်တူရက Bruno Fernandes တလုံး Matías Cunha တလုံးဟုတ်တယ် Matías Cunha wide ပြီးကန်လိုက်တာဗျာတော်တော်လေးလှတယ်ဂိုးသွားလို့ကတော့ဒါအရင်ညပေါ့နော်အရင်ညဒီတွင်းခဲ့တဲ့သူ့ရဲ့ wide ပြီးတော့ Arsenal ကိုတွင်းခဲ့တဲ့တွင်းကိုထပ်အောင်ပို့ပြီးတော့ဒါလှပတဲ့တွင်းကိုဖြစ်မှာပေါ့နော်တော်တော်လေးလှတယ်ဝေးတယ်ပြီးတော့ဒီကျွန်တော်တို့အရင်တော့ P2 ပေါ့နော် P2 တွေပါဆိုရင် formula ကွက်လို့သုံးတယ်လို့ပေါ့ဗျာဒီတောင်းပြက်လေးချိုးပေးလိုက်တဲ့အလုံးတန်းပြီးတော့ပိတ်တာဗျာဒီကျွန်တော်တင်တော့ချီခွင်နဲ့ပေါ့နော်ချီအဖျားလေးနဲ့မိုးပဲနေဗျာချီပနောင်းလိုဟာမျိုးနဲ့ပို့ပြီးတော့ white ထည့်လိုက်တာတော်တော်လေးလှတယ်ဗျာဂိုးသွားရင်တော့ပေါ့နော်ဒါပေမဲ့လေဂိုးတိုင်နဲ့နည်းနည်းလေးကပ်ပြီးတော့ဂိုးပြက်ထွက်သွားတယ်သူကန်ပြီးတော့တိတ်မကြဘူး Bruno Fernandes လည်းထပ်ကန်ရတယ်ပေါ့နော်ဒီလုံးဆိုရင်လည်းဗျာ Bruno ကလည်းဒါအဝေးတိုင်ကိုကန်လိုက်တာပေါ့နော်အဝေးတိုင်ကိုကန်လိုက်တဲ့အချိန်မှာများပြီးတော့ဘုသမားရဲ့ဒါညာဘက်တောင်းကနေပြီးတော့ပေးကိုထွက်သွားတယ်ဒီလိုရေကုန်ကြခိုက်တန်းတွေကတော့အဲ့လိုမျိုးခဏကြုံနေရတယ်ပွဲစားတွေကပေါ့နော်ပြီးတော့ဒါကျွန်တော်တို့ဒါ Romero ပေါ့နော် Cristiano Romero နဲ့ Casemiro နဲ့ဘောလုံးရှင်လူတဲ့အချိန်မှာ Cristiano Romero က Casemiro ရဲ့ခြေထောက်ကိုတိတိတတ်တာကြီးကိုဒါပြတ်ခံပြီးသလိုဖြစ်သွားတယ်ဗျာရည်ရွယ်ချက်တော့မပါခဲ့ဘူးလို့ယူဆမိတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ Romero ကအရင်တည်းကဒီလိုမျိုးပြစ်ဒဏ်ကျူးလွန်မှုတွေမတက်ရက်ဘူးဗျာဒီဖြတ်ထုတ်တာလည်းကောင်းတဲ့အခါဆိုရင်လည်းတော်တော်ကောင်းတယ်အဲ့လိုမျိုးအစားထွက်တာတွေလည်းအများကြီးဆိုတော့သူပြတ်ခံပြီးသလိုဖြစ်သွားတယ်
ဒါတော်တော်လေးလေးစိုးရိမ်စရာကောင်းနေဗျဘာလို့လဲဆိုတော့ဗောနော်ဒီခြေထောက်ကချီပမိုးကြီးနဲ့မြေပြင်ပေါ်မှာထောက်ပြီးတော့ဗျာတဲခံနေတဲ့ပုံစံမျိုးဖြစ်နေတဲ့အချိန်မှာကန်ခံလိုက်ရတာပေါ့နော်အနေပြကွာမှာကျွန်တော်တို့အဲ့လိုမြင်လိုက်မိတယ်ဆိုတော့မတော်တဆထပ်ပိုင်းကျိုးသွားနိုင်တယ်လို့မျိုးလည်းဖြစ်သွားနိုင်တယ်ဗျာဒါပေမဲ့လည်းကံကောင်းထောက်ဝါစွာပဲကက်စမဲရိုဘာမှဖြစ်မသွားဘူးပေါ့နော်ဘယ်လိုပဲပြောဒါChristian Romero အနေကပြခံရသည်ဖြစ်စေမပြခံရသည်ဖြစ်စေဒီ Casemiro ဒဏ်ရာကြီးကြီးမားမားမရသွားတာပဲကျွန်တော်ကတော့တော်တော်ဝမ်းသာပါတယ်။ဘာလို့လဲဆိုတော့ဒီရာသီကုန် United ကထွက်တော့မှာဗျာ။တကယ်လို့သာခြေထောက်ကျိုးသွားရင်ပေါ့နော်ရာသီကုန်ထိနားတော့မှာကျွန်တော်တို့ကလည်း Casemiro ရဲ့ဒီနှစ်ချို့ဝိုင်ခြေစွမ်းတွေပေါ့နော်သူရဲ့နေဝင်ချိန်မှာအကောင်းဆုံးထုတ်ပြနေတယ်ကာယလုံအားဉာဏ်နာလုံအားပေါ့နော်အဲ့ဒီနှစ်ခုကပေါင်းဆက်ထားတယ်ဒါသွင်းကိုတွေဖန်တီးမှုတွေစသဖြင့်ပေါ့နော်အလန်းစားပေးဖို့မှုတွေကက်စမဲတို့အများကြီးလုပ်ပြနေတာပြတ်ထုံးမှုတွေရောပေါ့နော်ဒီຢာတွေမတွေ့မြင်ရဘူးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒီဘေးကကက်တီလေးလွတ်တဲ့အပြင်ကန်ကောင်းကျင်တော့ပေါ့နော်ရိုမဲတို့ပါထုတ်ခံလိုက်ရတယ်တကယ်တော့လေဒီလုံးကတော့ထုတ်ခံရမှာပါပဲဗျဘာလို့လဲဆိုတော့ပေါ့နော်တိတိတတ်တာဖြစ်သွားတယ်သူကသူရည်ရွယ်ချက်ရှိသည်ဖြစ်သည်မရှိသည်ဖြစ်စီမတက်နိုင်ဘူးပေါ့နော်ဒီ10ယောက်17ယောက်ဖြစ်သွားတဲ့အချိန်မှာတော့ဒါ United ကလိုအပ်တဲ့သွင်းကိုတကူကိုပါသွင်းယူနိုင်ခဲ့တယ်လို့ပေါ့နော်အဲ့ဒီသွင်းကိုကလည်းတော်တော်လေးလှတယ်ဗျဒေါင်းကန်ဘောပေါ့နော်ဒေါင်းကန်ဘောကနေသူများအသင်းတွေလို့ပေါ့နော်တချို့အသင်းတွေလို့စုပြုံတိုးပြီးတော့ဒါဘုသမားရှေ့ကနေ3-4ယောက်စုပြုံတိုးဘိုးရသွားတာမျိုးမဟုတ်ဘဲနဲ့ဒေါင်းကန်ဘောကိုပနက်နဲ့ဘရူနိုကကိုဘီမိုင်းတို့6ယောက်ထဲကိုထည့်ပေးလိုက်တယ်ဗျကိုဘီမိုင်းတို့ကအဲ့ဒါကိုဒီတိတ်အောင်ခေါင်းနဲ့တော့တိတ်လှည့်မကြည့်ဘဲနဲ့ပေါ့နော်ဘောလုံးလာနဲ့တန်းပြီးတော့ပေးလိုက်တယ် Brian Mbeumo ကအဲ့ဒါကိုတောင်လေးတဲ့အသာလေးချိုးကန်သွားတာတော်တော်လှတယ်ဗျာဒါသူ့ရဲ့ပေါ့နော်ဘောလုံးလာတဲ့အရှိန်ကိုသူ့6ယောက်ကအရှိန်နဲ့ပေါင်းဆက်ပြီးတော့ပေါ့နော်ဒီကန်သွားတာဗျာတော်တော်လေးလည်းဒါထိချက်လေကောင်းတယ်သူလိုချင်တဲ့တောင်းကိုလည်းကွက်တိလေးဝင်သွားတာကြည်ရတဲ့သူတွေအတွက်လည်းအရန်စမှုဖြစ်တယ်ပေါ့နော်ကန်သွားတာတော်တော်တက်ကနေလည်းကောင်းတယ်လို့ကန်ချက်လည်းတော်တော်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်မကန်တတ်ဘူးဘောလုံးကန်ရတာကျွန်တော်တို့လည်းဝါနာပါတယ်ဒါပေမဲ့အဲ့လိုမျိုးကန်တတ်ဘူးဗျာဝုန်းတိုင်းပဲကျွန်တော်တို့ကတော့တီးထုတ်လိုက်တာတို့ဘာတို့ပေါ့နော်ဝုန်းတိုင်းတွေရားနေတာဒါပေမဲ့ဒီလုံးကတော့ကြည်ရတာလည်းတော်တော်လေးလာတယ်ဘောလုံးကဒီတိမ်မွေ့ညင်တာတာနဲ့ Vicario ရဲ့ပေါ့နော်ဘေဘက်6တောင်အောက်တောင်တွေကိုဝင်သွားခဲ့တယ်ဒါအဖွင့်ကိုဖြစ်ပေါ့နော်ကျွန်တော်တို့ရှူစားခဲ့ရတယ်ပေါ့ Brian Mbeumo ကတော့ဒါပွဲတိုင်းဒီပါကိုဂိုးတွေသွင်းနေတော့တာတကယ်ကိုဘေဂိမ်းပလီယာဗျာအာဆင်နယ်မန်စီးတီးစပါပေါ့နော်ပွဲတိုင်းကိုသွင်းနေတော့တာလီဗာပူးလည်းသူသွင်းနိုင်သေးတယ်ဗျာအကုန်လုံးကိုသူပတ်သွင်းနေတော့တာဆရာကြီးကပေါ့နော်တကယ်ကိုတရေနီအကောင်းကြိုက်တယ်ဒါတရေနီအဘုံမို့ပေါ့ပေါင်းနဲ့အစားအသောက်တွေမှာသူကပွဲတော်တည်တဲ့ကောင်ပေါ့နော်တိုက်ကျက်တို့လိုင်ဘာငတ်တွေတို့အမြောက်ဆန်တွေတို့အမြောက်ဆန်မှာဝါစားတဲ့ကောင်ပေါ့နော်စားတဲ့ဖြစ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီလိုနဲ့ပဲပထမပိုင်းပြီးသွားခဲ့တယ်ဒုတိယပိုင်းပြန်စားအောင်လဲ United ကဒါတိတိကျကျဖိကစားခဲ့ပြီးပြပြီးတော့ဒီကိုဘောလုံးကင်ထားပြီးတော့ဘောနော်ဘာလို့ရမှမသိတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့ဘောလုံးကိုလည်းစိတ်ပြေးနေပြေးစေးအေးလက်အေးကင်ထားတယ်ပေါ့နော်ဆန်နီလီမန်တို့ကိုဘီမိုင်းတို့ဒါဘောလုံးလေးနင်းပြီးတော့ကိုကြည့်တီကြည့်ဘောလုံးလေးတိုးလိုက်ပေါ့နော်မခံလေးစားတွေပါတောင်လှုပ်လိုက်သေးတယ်မလုံကောင်းဘူးဒီကောင်လေးကျင့်ဝင်နားမလဲဘာနားမလဲနေတော့မခံလေးစားဘောလုံးကိုစေးအေးလက်အေးတွေကိုင်းပြနေလိုက်ကြတာအဲ့လေဒါပေမဲ့လေပေါ့နော်အဲ့လိုကိုင်းနေရင်းကနေမှဒီရုတ်တရက်ဗျာကိုဘီမိုင်းတို့ပေးခဲ့တာတွေအများဆုံးတွေ့ရတယ်ဧရိယာထဲကိုဘောလုံးကိုပေးဖို့ပြီးတော့ဝမ်းတက်တွဲပြီးကန်သွားတာတွေပြီးတော့ဒီပေါ့နော်အမတ်တီယာလိုတို့ဒီနောက်ကတက်လာတဲ့ဒီကိုဒါတော့တို့ဒီထုတ်ပေးတာတွေဒီဘက်မှာမာတီယာကူညာစီပေးလိုက်တာတွေစသဖြင့်ပေါ့နော် United ကသုံးလို့ရတဲ့တိုက်စစ်လမ်းကြောင်းအကုန်အသုံးပြုခဲ့တယ်ပြီးတော့ဖြတ်တင်မောတွေကအစအသုံးပြုခဲ့တယ်ဒီ Brian Mbeumo ရဲ့တောင်းခံမောတွေဆိုရင်လည်းတော်တော်လေးကိုဒါဘယ်လိုပြောရမလဲကိုရဖို့နှိစက်တယ်ဗျာအာဆင်နယ်ကန်လိုမျိုးပဲဒီဖားဖို့စီကိုပေါ့နော်ကိုသမားရဲ့ဒီညာဘက်တောင်းပေါ့ဗျာ Brian Mbeumo ကဘယ်ကနေကန်လာဆိုတော့ Vicario ရဲ့ညာဘက်တောင်း6တိုင်အဝေးတိုင်စီကိုဒေကြီးပေါ့နော်ဂိုးတွေကိုပြုတ်ကျလာတဲ့ပုံစံမျိုးရအောင်ကန်တာပေါ့ဒါအောင်မှ United ဇန်နဝါရီမကွိုင်းရတို့တခြား Casemiro တို့ကကောင်းပြေးဝင်တိုက်တဲ့ပုံစံပေါ့နော်တော်တော်လေးလေးဒါထိရောက်ခဲ့တာတွေ့ရတယ်စပါးဘက်ကလေဒါ Van de Ven တော်တော်ကောင်းနေဗျာချီးကျူးကျင်တယ်ပေါ့နော် Van de Ven United အသင်းကဒီပွဲမှာကန်ချက်တွေကိုဘလို့လုတ်ခံလာ6ချိန်တိရှိခဲ့ပေါ့နော်အဲ့6ချိန်ထဲမှာ Van de Ven ကားဝါတာနေမနေဘူးဒီဂိုးဖြစ်သွားနိုင်ခြေရှိတယ်ပေါ့နော်တော်တော်လေးအန်ရရှိတဲ့ဟို United ဆွဲတက်လာတာတွေထိုးပေးလိုက်တဲ့ဘောလုံးတွေကို Van de Ven တော်တော်ပြတ်ထုတ်သွားနိုင်တာတွေ့ရတယ်ပေါ့နော်တော်တော်လေးဒါချီကျူရတဲ့ကစားသမားပါဗန်ဒီဗန်ကတော့ဒီပွဲမှာမဟုတ်ဘူးသူရှေ့ပွဲတွေမှာလည်းသူပါနိုင်တဲ့ပွဲတွေမှာလည်းကောင်းတယ်ပေါ့နော်ဆိုတော့ဒီကစားသမားတွေလည်းဒဏ်ရာပြဿနာခဏကြုံနေရတာမျိုးပေါ့နော်သူတို့လည်းအဲ့တကူကတော့နည်းနည်းဟိုဟာဖြစ်တယ်ပေါ့ရိုမဲရိုရောမထူးနှစ်ယောက်လုံးအည်သွေးတော်တော်ကောင်းတဲ့နောက်ခံလူတွေလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါဟိုဒုတိယပိုင်းမှာဆိုရင်လည်းဒါ Bruno Fernandes ရဲ့ Rabona တွေပြီးတော့ကျွန်တော်စိုးရင်တော့တခုရှိရဲတာဗာလဲဆိုတော့ Bruno ကဗျာအလားပြနေစေဒီနည်းနည်းများသလိုမျိုးခံစားမိရပါတော့ဟုတ်တော့ရှိမဟုတ်တော့ရှိပေါ့ဗျာဒါပေမဲ့သူပေးလိုက်တဲ့အလုံးတွေကလှလဲလာတယ်ထိလဲထိရောက်တယ်ပေါ့နော်ဘာဝနာပေးလိုက်တဲ့အလုံးတွေလည်းတော်တော်မိုက်တယ်ပြီးတော့ဒီမတိတတိလေးတွေဗျာဘောလုံးလေးကိုဝိုက်ပြီးပေးလိုက်တာပြီးတော့ဖမိုးလေးနဲ့အသားလေး
ထုတ်ပေးလိုက်တာတွေဗျာသိလားမာရာဇာကိုဝင်လာတဲ့အထိကိုသူအဲ့လိုတွေလုပ်ပြနေတော့နောက်ဆုံးအချိန်ပိုမှာပေါ့နော်ဘင်ဂျမင်ဆက်ကိုဖန်တီးပေးသွားတဲ့အလုံးစုံနဲ့တော်တော်လေးလှတာဗျာအဲ့လိုမျိုးကြီးပေါ့နော်ဘရူနိုတော်တော်လေးဒါကောင်းခဲ့တယ်ဆိုတာအဲ့ဒါတွေပြောတာပါဒီစိတ်ဝင်စားတဲ့အခိုက်အတန့်တွေကြီးပဲအဲ့ဒီဟာတွေကပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါလူကျွန်းမိုးတွေမာတီယာကွန်ညာနဲ့အာမတ်တီယာလိုရဲ့ကိုတွေကလူကျွန်းဖြစ်ခဲ့တယ်ဒီကိုတွေဆိုလေလှတယ်ဗျာနောက်တစ်ခုထူးခြားတဲ့အချက်ရှိခဲ့သတိထားပြီးလာတော့မသိဘူးပေါ့နော်ကျွန်တော်တို့ဒါလူကျွန်းသွားတဲ့တွင်ကိုတွေရောရရှိသွားတဲ့တွင်ကိုတစ်ကိုလုံးရော1တက်တေကြီးဖြစ်နေတာဗျပထမဆုံးဒီ Brian Abimo ရဲ့ကိုဆိုရင်Bruno Fernandes ကိုပီမိုင်းတို့ Brian Abimo ဆိုပြီးတွင်းသွားတာဗျာဒုတိယကို Bruno Fernandes ရဲ့တွင်းကိုရောက်တော့သူချပေးလိုက်တာပါလေ Bruno လည်းအဲ့လိုပဲတန်အားမချပေးလိုက်တာဗျာ Bruno လည်းအဲ့လိုပဲဒီကိုဒါလော့ကနေပေးလိုက်တဲ့အလုံးကိုဒါ Bruno ကတန်းပြီးတော့ကန်သွားတာပေါ့နော်ဒီအာမတ်ကန်တဲ့လုံးဝရောက်တော့လူလျှော့ချပေးရလားမသိဘူးအဲ့ဒီလုံးဆိုရင်လည်းဒါတန်းကန်တာပဲအာမတ်ဒီယာလိုလဲပေါ့နော်မထိမ့်မဲနဲ့ဒါ1တက်တန်းကန်လိုက်တာမာတီယာကွန်ညာဆိုရင်လည်းအာမတ်ချပေးတဲ့အလုံးတန်းပြီးကန်သွားတာဗျာတကယ်1တက်တွေကြီးပဲနော်ပန်ဆိုပြီးတော့တန်းပြီးတော့ကန်သွားတာပြီးတော့ပေါ့နော် United ကဒါကွင်းလေလောက်မှဆိုရင်လည်းဘောလုံးကိုစိတ်ထဲမှာစိတ်ပြင်းနေပြီးကိုင်းထားပြီးတော့ဗျာတခါလေသူအနေအများလို့ပုံစံမျိုးတော့ရှိရပေါ့ဒါပေမဲ့ပေါ့နော်ကိုဘီမိုင်းတို့ကအဲ့လိုမျိုးဒီဘောလုံးကိုကောင်းကိုင်းထားပြီးတော့ဒီတခြားကစားသမားတွေလာလူရင်တောင်မှဗျာဒီ pressing resistant တော်တော်ကောင်းတာမျိုးဖြစ်တဲ့အတွက်သူတော်တော်လေးလှုပ်ပြတယ်2ယောက်လောက်တကယ်လို့လှည့်ထွက်သွားနိုင်ပြီဆိုရင်လည်းဗျာအဲ့ဒီအနေထောင်ကျောက်ကိုကြိုးပြီးသွားပြီဆိုရင်လည်းတော်တော်လေးကိုဒါကိုရနိုင်နေရှိတဲ့ chance created တွေဖြစ်လာတတ်တယ်ပေါ့နော် United ကဒါမျိုးတွေကစားသွားတယ်တော်တော်များများတွေ့ရတယ်ပြီးတော့ပေါ့နော် 1-0 ဖြစ်နေတဲ့အချိန်မှာ United ကလူတွေမလဲသေးဘူးမလဲခင်မှာဒါစပါအသင်းကနေကိုလိုမူဝါနီတို့မာတီယက်တေတို့ထည့်ပြီးတော့ဗျာဘီဇူမာပဲကွင်းလယ်မှာထည့်ပြီးတော့သူတို့တိုက်စစ်မြင့်တဲ့ပုံစံမျိုးတွေတော့နည်းနည်းစိုးရိမ်သွားသေးတယ်ဒါပေမဲ့ United ကလည်းပေါ့နော်ဒီ Benjamin Sesko တို့ပါထည့်ထားပြီဆိုတော့ဒီစပါးအသင်းလူသားလဲအပြီးမှာပဲ Diego Dalot ရဲ့ပေးပို့မှုကနေပေါ့နော် Diego Dalot ကဒီခါလေးနဲ့တလွဲတွေဘာလို့လုံးမမသိဘူးဒီခါလေးရောက်တော့လေတော်တော်လေးလှတဲ့တွင်ကိုတွေသူတွင်းမှုတယ်ပေါ့နော်ပြီးတော့ဒီနေ့ဆိုလေတော်တော်လှတယ်ဗျာတော်တော်ဝေးတဲ့အနေထားနေပေါ့နော်ဘောလုံးကိုပေးလိုက်တာအဲ့ဒီလုံးနဲ့လာဘရူနိုကတန်းပြီးတော့ကန်သွားတယ်ခုံးပြီးတော့ရောက်လာတဲ့အလုံးပေါ့နော်မိုးလေးနဲ့ချိန်သားကိုက်လေးကန်ပြီးသွားတယ်ဒီလုံးဆိုရင်လည်းဒါတော်တော်လှပါတယ်ဒီလိုမျိုးထိချက်တွေကဗျာဒီနေ့တော့လွဲသွားတာနဲ့ဘောလုံးကဆင်းထွက်သွားနိုင်တယ်ပေါ့နော်ဘရူနိုသွင်းယူကိုသွင်းယူနိုင်ခဲ့တယ်ကျွန်တော်လည်းပျော်သွားတယ်ပေါ့နော်ကျွန်တော်ရဲ့ fantasy captain ကိုသွင်းပြီဆိုတော့bonus စုလေးနဲ့မစိုးဘူးပေါ့ဗျာအမှတ်လေးပါလေး10မှတ်လောက်ရတယ်ဆိုရင်မစိုးအောင် Bruno Fernandes နဲ့အဲ့လိုမျိုးဆိုတော့2-0ဖြစ်သွားတဲ့နောက်မှာတော့ပွဲကတော့တော်လေးစိတ်ကြီးလက်ကြီးဖြစ်သွားတယ် United တီလည်းဒါလူစားဝင်စားသမားတွေထည့်သွင်းပြီးတော့ပေါ့နော်ပွဲကိုထိန်းချုပ်သွားတယ်အဲ့လိုထိန်းချုပ်ရင်းနဲ့စပါးတင်းရလည်းဒါကိုရနိုင်တဲ့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်လို့ United ကလည်းပေါ့နော်ဒီပွဲမှာ vlog လုပ်သွားတဲ့အချိန်5ချိန်ကြီးပြုလုပ်နိုင်ခဲ့တယ်ခန်းစစ်ကလည်းဒါတော်တော်ချီးကျူးဖို့ကောင်းပါတယ်တိုက်ဆိုင်မှုတော့လည်းမဟုတ်ဘူးဗျမိုက်ကယ်ကားရက်ဒီကိုင်းပြီးမှာပေါ့ကိုင်းပြီးမှာပါပေါ့နော် United ကဒါ clean sheet ပွဲတွေကျွန်တော်တို့တော်တော်များများတွေ့လာရတယ်လို့ပေါ့နော်တွင်ကိုတွေဆိုရင်လည်းပွဲတိုင်းဒီပါရနေတာမျိုးပေါ့နော်တော်တော်လေးလည်းကောင်းပါတယ်ကစားတဲ့ပွဲတွေကဒါစိတ်လှုပ်ရှားစရာလည်းကောင်းတယ်လို့ထိရောက်မှုပေါ့နော် effective လည်းဖြစ်တယ်ပြီးတော့ကိုပေါ်လုံးကင်နိုင်တဲ့အချိန်တွေမှာဆိုရင်လည်းတော်တော်လေးကြည့်ကောင်းအောင်ကင်ထားနိုင်တယ်ပေါ့နော်ပြီးတော့ entertainment ဖြစ်တဲ့ကစားပုံကိုလည်းပရိသတ်တွေစီချပြထားနိုင်တယ်ဆိုတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ Michael Carrick ဘယ်လောက်ထိလုပ်ပြနိုင်မလဲတော့မသိဘူးဒီညမှာတော့ပေါ့နော်တိုက်ချက်သားလေးကိုအကြက်ဘူးအနေနဲ့ပွဲတော်တည်ခဲ့တဲ့ United တို့ရဲ့အားရတဲ့အခြေခံအကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် channel လေးကိုကြည့်ရှုပေးကြတဲ့ United fan ကြီးကိုမော်တော်များအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကောင်းချမ်းပါကြပါစေလုံခြုံပေးကင်းကြပါစေခင်ဗျာ